Hello အားလုံးမင်္ဂလာပါကျွန်တော်အခုကစမပတ်တလက်တာကိုပူလီကပူလီပြသွားလို့ပူလီနဲ့ပေါ်နဲ့ကျွန်တော်လဲပြပါမယ်ပူလီကိုကျွန်တော်ဘယ်လိုပြုတ်လဲဘယ်လိုပြန်လဲဆိုတော့ကျွန်တော်ချက်ချပြပါမယ်ကျွန်တော်ပေါ်မှာကောင်းရင်ကျွန်တော်ပေါ်လဲပြမယ်ပေါ်ကောင်းရင်တော့ကျွန်တော်ပေါ်မလဲတော့အခုကကျွန်တော်ကိုလီကိုကျွန်တော်ပုံမှန်ဒီကိုလီကပြန်တော့ကျွန်တော်ကိုလီအသေးနဲ့ပြန်စတော့ပြပါမယ်ကိုလီပြန်ဆိုအလဲကိုနည်းနည်းအချုံလေးနဲ့ရိုက်လိုက်တဲ့နဲ့သူ့ရဲ့ပေါ်လေးကပတ်သွားလိုက်နည်းနည်းသူ့ရဲ့သူ့ပုံပတ်သွားရင်သူ့ရဲ့အဲမှာမိုလီတဲလေးရှိရဲ့တဲ့မိုလီတဲလေးကနည်းနည်းကိုလီပြသွားရဲ့အဲ့လိုအစားနဲ့သွားရဲ့အစားသွားရဲ့အဲ့ဒါကိုလီရဲ့ပြသွားပြီကံကိုလီပေါ်ကိုလီကိုပြောင်းပြောင်းအဲ့မှာပေါ်ရှိကိုလီသူကိုလီပြသူ့ရဲ့အစားနဲ့ပါလိုက်လာတယ်ဘုကျွန်တော်ကိုလီပြုံးရဲ့ကိုလီအပြေကိုကျွန်တော်ပြုံးဒါအစမအော်အစမတာကိုလီပြုံးပြကျွန်တော်ကိုလီအသေးပြန်တက်ကျွန်တော်ကိုလီအသေးပြန်တက်ပြကျွန်တော်ပေါ်စကြည့်မယ်ပေါ်ကောင်းရင်တော့ပေါ်မလဲတော့ကျွန်တော်ကိုလီအသေးကိုကျွန်တော်ပြန်စတော့ပြန်တက်ပြကိုလီအဟောင်းနဲ့ကိုလီအသေးနဲ့ပြန်စတော့ပြတယ်ကိုလီအသေးကိုလီကိုကြိုက်တော့မှအောက်ဝင်နေတယ်အသေးနဲ့ပေါ်ပေါ်နေတယ်ကျွန်တော်ကိုလေးတက်ပြီးဆိုတော့ကျွန်တော်ဒီကိုကာဘာရှိလားမရှိလားကျွန်တော်ကာဘာဆက်ကာဘာမရှိဘူးဆိုရင်ကျွန်တော်ကာဘာအသေးကိုတက်တယ်ဘာလို့လဲကာဘာကိုပြုကြည့်လို့ပြကာဘာဆက်ကြည့်ကာဘာရှိသလားကျွန်တော်ကာဘာအသေးကိုနေတက်ပြီးရှိတော့ပြန်တော့ပြုကြည့်မှချုပ်ကြည့်မယ်ဘာပဲရှိကြတယ်လို့ရအောင်ဒါနဲ့မတားနေနေပိုင်တရှိနားတော့တယ်ရှိကျွန်တော်နားတော့မှာဘာပြုကြည့်ဒါမှဒါဘယ်ကောင်းပေါ်နေချလာနော်ပြေးလာရပါပြေးလဲဆိုဘူးပြေးတာတော့ဘူးပြီးထဲမှာကပိုင်ဆက်ပြရပေါ်ဆက်ပြရဒီလိုပေါ်ကောင်းရင်ကျွန်တော်မလဲတော့ပေါ်မကောင်းရင်တော့ပေါ်လဲပြီးဘယ်လိုဆက်ကျွန်တော်ကပါတော့ပြန်ရစက်ကြည့်ပြီးရဟိုဒီပြီးတော့ကျွန်တော်ကဘာမရှိတော့တွေ့လာကဘာတို့မရှိတော့ရှိကုန်မရှိတော့အခုဆိုကဘာရှိတော့ကဘာရှိလည်းပဲကဘာနဲ့ကိုဒီနဲ့လဲတော့ဒါဆိုရင်မတာကောင်းတော့ရတက်ပြီးကျွန်တော် IC နဲ့ပေါ်နေကျွန်တော်ပြန်ရဆက်ပန်းကောင်းလို့ဆိုတယ်ဘုဒီလိုကောင်းရင်ကျွန်တော်လဲတော့မကောင်းဘူးဆိုရင်ကျွန်တော်ပြန်လဲပြီး IC နဲ့ပေါ်နေဘုကျွန်တော် IC နဲ့ပေါ်နေပြန်ဆက်ပန်း
စားတော့ဘောနဲ့